တွိုင်းလန်အရေးပေါ်သွားခဲ့ရလို့နီးပြမှားတာမကြားမိပဲဂိုးတွေလိန်သွန်းခဲ့တဲ့ Cheryl အားလုံးပဲမင်္ဂလာပါ Square Online Agent မှာအကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဘောလုံးပွဲတွေကိုငွေကြေးပိုင်းယုံကြည်စိတ်ချစွာဆော့ကစားလိုပါက Square Agent တို့လာရောက်ဆော့ကစားနိုင်မှာကြောင်းသတင်းကောင်းပါရပါတယ်အကောင်းဆုံးဝန်ဆောင်များနဲ့စောင့်ကြိုနေပါတယ်ခင်ဗျာဒီအသင်းကိုအားပေးတဲ့ Brayden တွေဆိုရင် Cheryl ဆိုတဲ့ကစားသမားကိုကောင်းကောင်းသိကြအောင်ပဲထင်ပါတယ်အခုဆိုရင် Cheryl တယောက်အသက်35နှစ်အရွယ်ရှိနေပြီဖြစ်ပြီးကစားသမားဘဝမှာအနားယူသွားခဲ့ပြီလည်းဖြစ်ပါတယ်ချယ်ဆီအသင်းအတွက်200တိကျကစားပေးခဲ့ပြီး2013ခုနှစ်နဲ့2014ခုနှစ်မှာကစားပေးခဲ့တာလည်းဖြစ်ပါတယ်ဂျာမနီအသင်းနဲ့အတူကမ္ဘာ့ဖလားကိုစုခုရရှိခဲ့ပြီးရေရမလို့မိုးရမလို့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်2014ခုနှစ်ဟာဂျာမနီအသင်းရဲ့အထွတ်အထိပ်ကာလတစ်ခုဖြစ်ပြီးကမ္ဘာ့ဖလားလေးစုခုရရှိခဲ့ပါတယ်ဒီထဲမှာဒူးဆန်နာကဂျာမနီဟာအေရှယံဘရာဇီးအသင်းကိုဆီမီဖိုင်နယ်မှာဂိုးပြတ်ပြုတ်ခဲ့တာလည်းဖြစ်ပါတယ်ပထမပိုင်းအပြီးမှာဂျာမနီအသင်းကဘရာဇီးအသင်းကို9ဂိုးနဲ့အပြတ်အသတ်ကိုဥဆောင်ထားနိုင်ခဲ့တာပါဒီချိန်ပထမပိုင်းအပြီးအဝေးလဲကန်းထဲမှာနီးပြဂျိုအာဂျန်လိုကကစားသမားတွေကိုဒုတိယပိုင်းမှာကစားပုံနည်းနည်းလျှော့ချဖို့သတိပေးခဲ့ပါတယ်အေရှင်ဖြစ်တဲ့ဘရာဇီးအသင်းနဲ့သူတို့ရဲ့ပရိသတ်တွေအတွက်အရှက်ရစရာဖြစ်မှာဆိုတာကြောင့်အလေးထားဖို့မှာချခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ရည်စရာကောင်းတာတစ်ခုကလူစားဝင်လာတဲ့အန်ဒရီရှာရယ်ကအဲ့ဒီအချိန်မှာအိမ်သာသွားနေခဲ့တာကြောင့်နီးပြရဲ့မှာချချက်ကိုမကြားလိုက်ရပါဘူးရလက်အနေနဲ့ကတော့ရှာရယ်ကဒုတိယပိုင်းမှာလူစားဝင်လာပြီးအားနဲ့မန်နဲ့ကစားခဲ့တာကြောင့်နောက်ထပ်2ဂိုးထပ်သွင်းယူခဲ့ပြီးပွဲပြီး9ဂိုးတကူဆိုတဲ့ရလက်ဖြစ်သွားခဲ့တာပါဒီဖြစ်ပျက်လေးကဘောလုံးလောကမှာရည်ရမလို့ငွေရမလို့ဖြစ်ပျက်ခဲ့တဲ့ရှာရယ်ရဲ့အကြောင်းလေးကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်နောက်နေ့မှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိ